သီလအကြောင်းကိုလေ့လာသုံးသပ်ခြင်းဘုရားဘာသာဝင်သူတော်စင်တို့အလုံးသိကြတဲ့အတိုင်းသီလဆိုတာမြည်မြအရေးပါတယ်လေဘုရားဘာသာရဲ့ကျင့်စဉ်တစ်ခုမှာသီလဟာအခြေခံအဖြစ်အရေးကြီးဆုံးစောင့်ထိန်ကြရမယ့်အရာတစ်ခုဖြစ်တယ်သီလဆိုတဲ့စကားလုံးကပါဠိစကားလုံးပဲမြန်မာလိုမပြန်သည့်အတွက်ကြောင့်သီလနဲ့ပြောနေကြပါမယ်ထိုစကားလုံးကဖော်ပြတဲ့အဓိပ္ပာယ်အရင်ကြကြကိုအားလုံးဟာသိကြမှာသိကြသို့တော့သီလဆိုတာကိုချင်းတရားစောင့်ထိန်ရမယ့်အရာလို့ဒီလိုတော့နားလည်ထားကြမှာပဲမြတ်ဗုဒ္ဓရဲ့ဒေသနာမှာသီလတရားဟာမိမြအရေးပါတယ်ဆိုတာကိုထိုတို့ကျမ်းဂန်တွေမှာရှာဖွေပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကသီလရဲ့အရေးကြီးမှုသီလရဲ့အခြေခံကျမှုကိုဘာဟိယသုတ်တံမှာဘယ်လိုဟောလဲလို့ဆိုရင်တသမာတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုတတေတုတံမေတုဘာဟိယဆိုတဲ့ယဟန်ကိုမြတ်စွာဘုရားကတိုက်တွန်းနှိုးဆော်လိုက်တဲ့စကားဘာဟိယတကယ်တရားထုတရားမြတ်ရခြင်းပြီးနိဗ္ဗာန်ချမ်းသာကိုလိုလားတယ်ဆိုရင်ကုသိုလ်တရားတွေကအစဆုံးကိုမင်းစင်ကြယ်အောင်လုပ်ရမယ်ကုသိုလ်တရားတို့ဤအစလို့ဆိုတာမြတ်စွာဘုရားသုံးလိုက်တဲ့ကုသိုလ်တရားတို့ရဲ့အစသုတ်သင်ရှင်းလင်းရမယ်ကောစာဓိကုသလနံဓမ္မနာကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲလို့ကိုယ်တိုင်မေးမြန်းပြီးဖြေရှင်းတဲ့အခါမှာသီလင်္စသူဝိတုဒ္ဓံအလွန်လွန်စင်ကြယ်တဲ့ကိုချင်းသီလကုသိုလ်တရားတွေရဲ့အစပဲကုသိုလ်တရားတွေပွားများအားထုတ်မှုမရှိဘဲနဲ့အကုသိုလ်ဆိုတာမဖယ်ရှားနိုင်ဘူးအကုသိုလ်ကိုမဖယ်ရှားနိုင်ဘဲနဲ့တဏှာဝဆင်းရဲကမလွတ်နိုင်နိဗ္ဗာန်ချမ်းသာဆိုတာမတွေ့နိုင်ဘူးဒါကြောင့်မို့ကုသိုလ်တရားတွေကိုစတင်ပြီးတော့လုပ်ပြီးဆိုလို့ရှိရင်ဘယ်ကစရသီလကစတာဒီနေရာမှာတခြားအစဉ်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါနသီလဘာဝနာလို့ဒီလိုပြောတဲ့အစဉ်ရပြောမယ်ဆိုလို့ရှိရင်ကုသိုလ်တရားတွေကိုဒါနကစရမှာမဟုတ်လားလို့မေးเสียရှိတယ်ဒါနဆိုတာကုသိုလ်ပဲသီလဆိုတာလည်းကုသိုလ်ပဲဘာဝနာဆိုတာလည်းကုသိုလ်ပဲသို့တော့တကယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်ပြီးကမ္မထတရားကိုပွားများအထုတ်တဲ့ဝိပဿနာလုပ်ငန်းတစ်ခုလုပ်ပြီးသို့မဟုတ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးဆိုလို့ရှိရင်သီလကစတမန်အဖြစ်လူတွေကလွယ်ကူမှုရှိသည့်အတွက်ကြောင့်ဒါနဆိုတာကိုမြတ်စွာဘုရားကအနုပုပ္ပိကထာမှာရှေ့တန်းတင်ပြီးတော့ဟောတယ်။ဘာဖြစ်လို့ဟောလဲ။လွယ်ကူတယ်။သီလနဲ့နှိုင်းစာကြည့်ပဲဆိုလို့ရှိရင်ဒါနကောင်းမှုကလွယ်ကူတယ်။မိမိမှာရှိတဲ့အရာလေးကိုမိမိရဲ့ပတ်ဝန်းကျင်မှာမျှဝေသုံးစွဲတယ်ဆိုတာတခါတရံမှာအလေးအထားအရာလွယ်တယ်လို့ပြောရမှာကိုချင်းသီလစောင့်တည်ဖို့ကြတော့လူတွေမှာခက်ခဲမှုရှိကြသီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်ကြတော့မယ်ဆိုလို့ရှိရင်သီလနံပါတ်1ကလာဒါကြောင့်မို့သီလင်္စသူဝိတုဒ္ဓံအလွန်အလွန်စင်ကြယ်တဲ့ကိုချင်းသီလကုသိုလ်တရားတွေရဲ့အစပဲအရေးပါတဲ့
တန်တရားကိုဆင်းရဲကလွတ်ဖို့ကုသိုလ်ကောင်းမှုကိုလုပ်ပြီးဆိုလို့ရှိရင်ဒီသီလမရှိမဖြစ်တဲ့အရာတစ်ခုဒါကမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့စကားအထက်ကရာဆရာကြီးတွေကလည်းပဲမြတ်စွာဘုရားရဲ့တရားတော်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှာဘယ်ဟာကအစလဲလို့အစကိုရှာပြီးအစဤကောင်းခြင်းကိုထုတ်ဖော်တဲ့အခါမှာသီလံသာသနတအာဓိမြတ်စွာဘုရားအဆုံးအမရဲ့အစမြတ်စွာဘုရားတရားတော်ရဲ့အစကိုကျင့်သီလပါပဲလို့မြတ်စွာဘုရားဟောတာနဲ့တထပ်သေးပဲရှင်းလင်းဖော်ပြကြဒါကြောင့်မို့ကုသိုလ်တရားတွေရဲ့အစလို့ဆိုတဲ့ကကုသိုလ်တရားတွေဖြစ်ပွားဖို့ရာအတွက်သီလမပါမရှိမပါမဖြစ်အရေးကြီးတဲ့သဘာဝတရားတစ်ခုလို့ဆိုတာရှင်းဥစွာမှတ်သားကြဖို့အဲ့တော့သီလအကြောင်းကိုလေ့လာပြီးဆိုလို့ရှိရင်ဘုရားဘာသာကျင့်စဉ်မှာသီလကဘလောက်အရေးကြီးတယ်လဲဘလောက်အရေးပါတယ်လဲဆိုတာဒီသုတ်တန်တွေကိုထောက်ထားလို့ဒီစကားတွေအရာပြောမယ်ဆိုရင်သီလဓမ္မရေးကြီးတယ်အစကောင်းမှအနှောင်းသေးချာဆိုတဲ့မြန်မာစကားလို့သီလဆိုတဲ့ကိုချင်းတရားအခြေခံကောင်းမှနောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့တမာရီတို့ပညာတို့ဆိုတဲ့ဒီလုပ်ငန်းတွေဟာအောင်မြင်မြင်ဖြစ်မှာပေါ့ဒါကြောင့်မို့ကိုချင်းသီလကိုကုသိုလ်ရဲ့အစအမြဲတမ်းအရေးပါတဲ့အရာတစ်ခုဖြစ်မြတ်စွာဘုရားဟောကြားထားခဲ့တာဖြစ်တယ်သာသနာတော်ရဲ့ကျင့်စဉ်သီလအစဆုံးပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကတပည့်ဆက်ကြတရားဟောတဲ့အချိန်တုန်းကမမရွင်ရွင်လှုပ်ဆောင်ခဲ့တဲ့လမ်းစဉ်နှစ်ခုရဲ့ခြားမှာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့အလဲဘိုးကအမှားယွင်းမရှိအလဲတိတိမတ်မတ်သွားတဲ့လမ်းကြောင်းကိုဖော်ထုတ်တဲ့အခါမှာလည်းပဲဒီသီလဟာပါတာပဲမဂ္ဂင်ရှင်ပါးမှာသီလကိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့နာမည်နဲ့ဖော်ပြတာဒါသီလမဂ္ဂင်ဆိုတာဘုရားဘာသာဝင်တွေအလုံးသိကြအဲ့တော့မဂ္ဂင်ရှင်ပါးမှာလည်းပဲသီလမဂ္ဂင်ဆိုတာကိုဖော်ပြထားဒါတိမှတ်တဲ့ဗဟုလမ်းကြောင်းပေါ့လက်ဝဲလက်ရလမ်းကြောင်းတွေကတိမ်းဆောင်းနေတဲ့အရာတွေဖြစ်တယ်တိမှတ်တဲ့ဗဟုလမ်းကြောင်းဖြစ်တဲ့မစ္စည်းမပฏิပဒါလမ်းရှောက်မယ်ဆိုလို့ရှိရင်သီလမပါမဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ Buddhist practice လို့ခေါ်တယ်ဘုရားဘာသာရဲ့ကျင့်စဉ်သီလအမှန်တမ်းအရေးပါတယ်လို့ဒီလိုပြောအောင်ဖြစ်တယ်နောက်တစ်ခုကြည့်အောင်မလားသီလကဘာဖြစ်လို့ဒီလောက်အရေးပါနေရတယ်လဲသီလဟာစိတ်တည်ငြိမ်မှုအတွက်များစွာအထောက်အကူဖြစ်တယ်အစင်းစစ်ကိုချင်းသီလကနေပြီးတော့အစင်းစစ်ဖြစ်ပေါ်စေတတ်တဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားကထိုထိုသုတ်တန်တွေမှာဟောထားတယ်ကိုချင်းသီလဟာဘာကြောင့်အရေးပါရသလဲတရားဓမ္မကျင့်သုံးတဲ့အခါတမာရီတို့ပညာတို့ဆိုတာအတွက်ဘာကြောင့်အရေးပါလဲတမာရီပညာတွေကိုဘယ်ပုံအကျိုးပြုလို့လဲလို့ဆိုတာကိုလေ့လာဆန်းစစ်ကြည့်မယ်ဆိုလို့ရှိရင်ကြည့်လေသီလဆိုတာဘာအတွက်လဲလို့မေးလို့ရှိရင်သီလံအဝိပတိတာရယဝိပတိတာရဆိုတာပြန်ပြီးတော့စဉ်းစားလိုက်တိုင်းစိတ်ထဲမှာကြည်ကွဲဝမ်းနည်းပဲရာတွေဖြစ်တာဝိပတိတာရဝိရူပံပฏิတရဏံဝိပတိတာရောလို့ဆိုတဲ့အတိုင်းဖောက်ဖောက်ပြန်ပြန်ရှုံရှုံမဲမဲနဲ့ပြန်ပြီးတော့မလှမပတတိယစေတတ်တဲ့အမှုကိုဝိပတိတာရလို့ခေါ်တယ်။အဲ့ဒီဝိပတိတာရကိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကုက္ကုဆာနောင်တပူပန်စေတတ်တဲ့အရာတစ်ခုဖြစ်တယ်။
နောက်တာပူပန်စေတတ်တဲ့အရာတစ်ခုဟာစိတ်နှလုံးဘယ်တော့မှငြိမ်းချမ်းစေမှာမဟုတ်ဘူးတဲ့အဲ့ဒီဝိပတိတာရကိုဖြောက်ဖို့ဝိပတိတာရလို့ဆိုတဲ့နှလုံးမသာမယာမှုတ်လို့မြန်မာပြန်တယ်နှလုံးမသာယာဘူးလောကလူတွေပြောတယ်ယာတိဥဒုမသာယာဘူးဆိုလို့ရှိရင်ယာတိဥဒုမကောင်းတာကိုပြောတာယာတိဥဒုအခြေအနေမကောင်းဘူးဆိုရင်ဟေးယာတိဥဒုမသာယာဘူးဒီကနေ့အဲ့ဒါလိုပဲလူတွေရဲ့စိတ်နှလုံးတင်စားပြီးတော့ပြောတယ်လူတွေရဲ့စိတ်မသာမယာဖြစ်နေတာနှလုံးမသာယာတာလို့ခေါ်နှလုံးမသာယာဘူးဆိုတာနောက်တာပူပန်နေတာတောကဖြစ်နေတာဝမ်းနည်းခြေကွဲွယ်ရာတွေဖြစ်နေတာစိတ်ထဲမှာပူလောင်နေတယ်အဲ့ဒီနှလုံးမသာမယာမှုဆိုတာကိုဘယ်သူကပယ်ဖြောက်ပေးနိုင်တယ်လဲလို့ဆိုလို့ရှိရင်ဟောဒီကိုချင်းသီလကပယ်ဖြောက်ပေးနိုင်ဒါကြောင့်မို့သီလံအဝိပတိတာရသီလဆိုတာတဲ့စိတ်နှလုံးမသာမယာမှုတွေမဖြစ်အောင်စွမ်းဆောင်နိုင်တယ်တဲ့ဒါဖြင့်စိတ်နှလုံးမသာမယာမှုမဖြစ်မှုကဘာကိုစွမ်းဆောင်ပေးပြန်လို့ဆိုအဝိပတိတာရောပါမောဇ္ဇထာယအဲ့ဒီအဝိပတိတာရဆိုတဲ့စိတ်နှလုံးရှင်ကြည်မှုကလူတွေရဲ့စိတ်ထဲမှာဝမ်းသာမှုကိုဖြစ်ပေါ်စေတယ်ဒါလည်းအမတန်မှအရေးကြီးတယ်ဝမ်းမြောက်တယ်ဝမ်းသာလူတွေအမြဲတမ်းဝမ်းမြောက်တာလို့ဝမ်းသာတာလို့ဖြစ်တာမဟုတ်ဘူးကိုယ့်ရဲ့အပြုအမူကိုချင်းသီလရှိပြီဆိုရင်ဝမ်းသာစေစိတ်ထဲမှာကြည်နူးလာအဲ့ဒီဝမ်းသာမှုဆိုတဲ့ပါမောဇ္ဇဘာကိုဖြစ်ပေါ်စေပြန်လို့ဆိုပါမောဇ္ဇပိတ္တထာယစိတ်ထဲမှာနှစ်သက်ကျေနပ်မှုဖြစ်ပေါ်စေနှစ်သက်တယ်ကျေနပ်တယ်ဆိုတာစိတ်နှလုံးအပူပန်ကင်းပြီးတော့အေးချမ်းတဲ့သဘောကိုဆောင်းတယ်အဲ့တော့အဲ့ဒီနှစ်သက်မှုဆိုတဲ့ပီတိကတော့ဘာကိုစွမ်းဆောင်ပေးတော့ဆိုပီတိပတ္တတထာယကိုရောစိတ်ရောငြိမ်းချမ်းသွားစိတ်ထဲနှလုံးထဲမှာပီတိဖြစ်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာလည်းပဲရုပ်ခန္ဓာကိုယ်ကြီးမှာလည်းပဲတောင့်တင်းတာအနေရထိုင်ရခက်တာတွေမရှိဘူးငြိမ်းချမ်းသွားတယ်စိတ်ထဲမှာလည်းပူလောင်တာတွေတောကတွေမရှိဘူးငြိမ်းချမ်းသွားတယ်ကာယပတ္တိစိတ်ဓာပတ္တိလို့ဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်ပေါ်သွားစေနိုင်တယ်ဒီနေရာမှာကာယပတ္တိနဲ့စိတ်ဓာပတ္တိဆိုတာအဘိဓမ္မာကျမ်းဂန်အရာကာယဆိုတာစေတသိက်တင်ကောက်တယ်စိတ်ဓာပတ္တိမှာစိတ်ဓာကြတော့စိတ်ကိုကောက်တယ်သို့သောအဘိဓမ္မာကျမ်းမှာအဘိဓမ္မာကျမ်းအဘိဓမ္မာသင်္ဃာကျမ်းကိုဖွင့်တဲ့တီဃကျော်မှာရူပကာယတပိဆိုတဲ့စကားလေးကိုထောက်လို့ရှိရင်ကာယရုပ်ခန္ဓာကိုယ်လည်းပဲယူလို့ရတယ်စိတ်ဆိုတဲ့ထဲမှာစေတသိက်တွေပါသွားလို့ဆိုလိုတာကစိတ်ငြိမ်းချမ်းလို့ရှိရင်ကိုယ်လည်းငြိမ်းချမ်းတယ်လို့ရုပ်နဲ့စိတ်ဆိုတာတွဲဖက်ပြီးတော့ဖြစ်နေတာလက်တွေ့ကြကြကြည့်မယ်ဆိုလို့ရှိရင်ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဆိုတာရုပ်ခန္ဓာကိုယ်ကြီးလည်းငြိမ်းချမ်းတယ်စိတ်လည်းငြိမ်းချမ်းတယ်အဲ့ဒီငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိကိုဖော်ဆောင်ပေးတာတခါပတ္တတိကဘာကိုဖော်ဆောင်ပေးပြန်တော့ဆိုပတ္တတိဒုက္ခထဒုက္ခဆိုတဲ့ကျင့်တတ်တဲ့ခံစားမှုလေးတစ်ခုဖော်ဆောင်ပေးပြန်စိတ်ထဲမှာကျင့်တတ်မှုတွေရှိလာပြီဆိုလို့ရှိရင်ဒုက္ခံတမာဒဋ္ဌာယတမာတိတရားကိုဖြစ်ပေါ်စေတယ်စိတ်လေးတည်ငြိမ်မှုဟာအမှန်တမ်းအရေးပါတယ်တမာတိကိုဖြစ်စေတတ်တယ်ဒီလိုဆိုအဲ့တော့တမာတိလေးကဘာကိုစွမ်းဆောင်ပြန်တော့ဆိုတမာတိယထာဘူတညာဏထသနာယဘာတမာတိရှိပြီဆိုလို့ရှိရင်တကယ်အဖြစ်မှန်အမှန်ကန်သဘာဝတရားတွေကိုညာဏသိနိုင်တယ်ဒသနာမြင်နိုင်တယ်ဆိုတဲ့
ဉာဏ်စွမ်းအားတွေကိုရလာနိုင်တယ်ဟောအဲ့လိုဆိုလို့ရှိရင်ယထာဘုဒ္ဓဉာဏတဒနာအမှန်မြင်ဖို့အတွက်သီလဘလောက်အရေးပါတယ်သီလစတာဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာသီလအရေးပါတယ်အစလို့ဒီလိုပြောတာကုသိုလ်တရားတွေရဲ့အစအခုပြောတဲ့ကုသိုလ်တွေရဲ့အစသီလပဲပေါ့ဒါကြောင့်မို့ဒီသီလတရားဟာရှင်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှေးဥစွာကျင့်သုံးဆောက်တည်ကြရတဲ့အရာဖြစ်တယ်ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ကြရတာဒါဖြင့်ဒီလောက်အရေးပါတဲ့သီလဆိုတာဘာကိုခေါ်တာဘာကြောင့်သီလလို့ခေါ်တာတော့မို့သီလဆိုတာဘာကိုခေါ်တာလဲဒါကိုကြည့်ဖို့လိုတာပေါ့အဲ့တော့ဘာကြောင့်သီလခေါ်တယ်လဲဆိုတာလေးကိုတော့မို့ဘာကိုသီလခေါ်တယ်လဲဆိုတာလေးကစပြီးတော့လေ့လာကြည့်အောင်ဒီတမန်အပြင်ပြောမယ်ဆိုလို့ရှိရင်ကိုချင်းတရားကိုသီလခေါ်တာပေါ့လို့ဖြေကောင်းဖြေမိလိုက်တယ်သီလဆိုတာဘယ်အရာကိုခေါ်တာလဲလို့ဆိုလို့ရှိရင်ပဋိသင်္ခိရမဲ့ပါဠိတော်မှာမေခွန်းလေးမေးပြီးတော့ဖြေဆိုပေးထားတာရှိတယ်ကိန်းသီလသီလဆိုတာဘာလဲစေတနာသီလမကောင်းမှုအကုသိုလ်တွေကရှောင်ကျင်မှုရှောင်ကျင်ဖို့တွန်းအားပေးတဲ့စေတနာလေးကိုသီလလို့ခေါ်တယ်ဆိုပါစို့ပါဏာတိပါဒကရှောင်တယ်အာရိဏဒါနကရှောင်တယ်ကာမေတုမိစ္ဆာစာရကရှောင်တယ်မုသဝါဒပိသုနာဝါစာပရုဒဝါစာသမဗလာပတို့ကရှောင်တယ်ဆိုတဲ့အဲ့ဒီရှောင်မှုကိုဖြစ်ပေါ်စေလောက်တွန်းအားပေးတဲ့စေတနာတရားကိုသီလလို့ခေါ်တယ်ဒါတခုစေတနာသီလံခဏဆောက်တည်သွားတဲ့ထဲမှာပါဏာတိပါဒဝေရမဏိအဒိဏဒါနာဝေရမဏိဆိုတဲ့နေရာတွေမှာပါဏာတိပါဒမှာရှောင်ကျင်တယ်ဆိုတဲ့နေရာမှာဘာကိုအရကောက်တယ်လဲဆိုရင်စေတနာရှောင်ကျင်မှုဖြစ်ပေါ်လာအောင်စိတ်ထဲမှာတွန်းအားတစ်ခုပေးတယ်အဲ့ဒီစေတနာတရားအလုံးသိကြတဲ့အတိုင်းစေတနာဟံဘိက္ခွေကမ္မဝရမိဆိုတယ်ကံဖြစ်တယ်ရှောင်ကျင်မှုဆိုတဲ့အမှုဘယ်သူကနေဖြစ်ပေါ်စေလဲဆိုရင်ဒီစေတနာဖြစ်ပေါ်စေဒါကြောင့်မို့အကျိုးဖြစ်တဲ့ကံကိုရည်စူးပြီးတော့စေတနာဆိုတဲ့အကြောင်းတရားကိုကံလို့ခေါ်လိုက်တာကောင်းပြီပဋိသင်္ခိရမဲ့ပါဠိတော်ကသီလဆိုတာစေတနာကိုခေါ်ပါတယ်တဲ့စေတနာသီလစေတနာဆိုတဲ့နေရာမှာတခြားစေတနာတွေကိုပြောတာမဟုတ်ဘူးဒုစရိုက်ကရှောင်ကျင်တဲ့စေတနာအဲ့ဒီစေတနာကိုသီလလို့ခေါ်တယ်မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးရှောင်တယ်ဆိုပါစို့ငါးပါးသီလဆိုရင်သူသက်သက်ချင်းကရှောင်တယ်သူများဥစ္စာမတရားယူခြင်းကရှောင်တယ်ကာမတို့၌မှားမှားယွင်းဆက်ဆံခြင်းမှရှောင်တယ်လိမ်ပြောခြင်းမှရှောင်တယ်တေယီတေရဲ့တောက်စားဝိရစေဝသုံးဆွဲခြင်းမှရှောင်တယ်ဆိုတယ်အဲ့ဒီရှောင်ဖို့ဖြစ်ပေါ်စေတတ်တဲ့စေတနာတွန်းအားကိုသီလလို့ခေါ်ပါတယ်တဲ့ဒါတစ်ခုနောက်တစ်ခုကဘာလို့ဆိုစေတသိကံသီလံသီလဆိုတာစေတနာကိုသာခေါ်တာမဟုတ်ဘူးစေတသိက်ကိုလည်းခေါ်သေးတယ်စေတသိက်ဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်ခုခုနကစေတနာဆိုတာလည်းစေတသိက်ပဲပေါ့သို့တော့စေတနာဆိုတဲ့စေတသိက်ကလွင်ကြံတဲ့စေတသိက်တွေတဲကအချို့သီလလို့ခေါ်တယ်ဒါဖြင့်သီလလို့ခေါ်တဲ့စေတသိက်တွေကကြံတဲ့စေတနာကကျွင်းကြံတဲ့စေတသိက်တွေကဘာတွေလဲလို့ဆိုရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ခေါ်တယ်မမကံပြောဆိုခြင်းမှရှောင်ကျင်မှုမှန်သောစကားကိုဆိုမှုမမကံပြုလုပ်ခြင်းမှရှောင်ကျင်မှုမှန်သောအလုပ်ကိုပြုလုပ်မှုမကံအသက်မွေးခြင်းမှရှောင်ကျင်မှုမှန်ကန်သောအသက်မွေးခြင်းဖြင့်အသက်မွေးမှုလို့ဆိုတယ်အဲ့ဒီရှောင်ကျင်မှု၃မျိုးအဲ့ဒါကိုဝိရတိလို့ခေါ်တယ်ဝိရတိစေတသိက်၃ခုတဲ့
အဲ့ဒီဝိရတိကိုလည်းပဲသီလလို့ခေါ်တာပဲမိစ္ဆာဝါစာကရှောင်တယ်တမ္မာဝါစာမိစ္ဆာကမ္မန္တကရှောင်တယ်တမ္မာကမ္မန္တမိစ္ဆာအာဇီဝကရှောင်တယ်တမ္မာအာဇီဝအဲ့ဒီရှောင်ခြင်းမှုဆိုတဲ့ဝိရတိစေတသိက်ကိုလည်းပဲသီလလို့ခေါ်ပါတယ်ဒါဘုန်းကြီးတို့ရဲ့တဏ္ဍာမှာရှောင်ပြီဆိုလို့ရှိရင်ဖြစ်နိုင်တဲ့အနေအထားတစ်ခုဒါဖြင့်နောက်တစ်ခါသီလဆိုတာစေတသိက်ကသီလဆိုတာရှိသေးလားလို့ဆိုရှိသေးတယ်အလုံးသိတဲ့အတိုင်းမနောကံလို့ခေါ်တဲ့နေရာမှာကြည့်လိုက်မနောကံဆိုတာကုသိုလ်မနောကံဘာလဲဆိုအနဘိစ္ဆာအဖြာပါဒတမ္မာဒိဋ္ဌိအနဘိစ္ဆာဆိုတာအာလောဘအဖြာပါဒဆိုတာအာရောဒတမ္မာဒိဋ္ဌိဆိုတာပညာအဲ့ဒီအာလောဘအာရောဒအမောဟဆိုတဲ့ပညာလို့ဆိုတဲ့ဒီတဘာဝတရား၃မျိုးကိုမနောကံလို့ခေါ်တာပဲအဲ့ဒီမနောကံဖြစ်တဲ့အနဘိစ္ဆာအပြပါဒတမ္မာဒိဋ္ဌိတို့ကိုလည်းပဲဒီနေရာမှာသီလလို့ခေါ်ပါတယ်ဒါစေတသိက်ကသီလနဲ့ပတ်သက်ပြီးတော့ပြောတာနော်ဝိရတိစေတသိက်၃ပါးရဲ့အနဘိစ္ဆာဆိုတဲ့အာလောဘအပြပါဒဆိုတဲ့အာရောဒတမ္မာဒိဋ္ဌိဆိုတဲ့အမောဟဒါတွေကိုလည်းပဲသီလလို့ခေါ်တယ်မနောကံအရာမှာကံအရာဖြစ်သည့်အတွက်ကြောင့်ဘာဖြစ်လို့သီလလို့ခေါ်တယ်လဲလို့ဆိုလို့ရှိရင်အနဘိစ္ဆာဆိုတာအဘိစ္ဆာကရှောင်တာလေအဘိစ္ဆာမဖြစ်အောင်ထိမ့်သိမ့်တာအပြပါဒဆိုတာဗျာပါဒမဖြစ်အောင်တမ္မာဒိဋ္ဌိဆိုတာမိစ္ဆာဒိဋ္ဌိကနေရှောင်ဒါကြောင့်မို့လို့ဒီစေတသိက်၃မျိုးကိုလည်းပဲစေတသိက်ဝိရတိစေတသိက်၃ခုပြင်ဒီစေတသိက်၃ခုကိုလည်းပဲသီလလို့ခေါ်ရတယ်ဒါရိမဏလို့ဆိုပဋိသမိဓမ္မေပါဠိတော်ကတံဝရောသီလံစောင့်စည်းမှုကလည်းပဲသီလပဲတံဝရဆိုတာပိဋ္ဌာဆိုးမကောင်းတာတွေအကုသိုလ်တွေစိတ်ထဲမှာမဖြစ်အောင်ပိတ်ရတယ်ဆိုးရတယ်လောကလူတွေကပိတ်တယ်ဆိုးတယ်ဆိုတာလမ်းတို့ပိတ်တယ်ဆိုးတယ်ကိုယ်အိမ်ခြံကိုပိတ်ကြတယ်ဆိုးကြတယ်အိမ်ငါးကိုပိတ်ကြတယ်ဆိုးကြဘာဖြစ်လို့လမ်းပိတ်တယ်ဆိုတာလေလမ်းထဲမှာမဝင်စေခြင်းတဲ့အရာတွေဝင်မလာပိတ်တာဆိုးခြံစည်းရိုးပိတ်တယ်ဆိုတာလေခြံထဲကိုမလိုချင်တဲ့အရာတွေဝင်မလာပိတ်တာဆိုးအိမ်တကားပိတ်တယ်ဆိုတာလေကိုယ့်အိမ်ထဲကိုအပြင်လူတွေဝင်မလာစေခြင်းလို့ပိတ်တယ်ဆိုတယ်တံဝရဆိုတာပိတ်ဆို့ခြင်းသို့မဟုတ်ဆုတ်ပိတ်ခြင်းကိုတံဝရလို့ခေါ်တယ်သီလဆိုတာဆုတ်ပိတ်တဲ့သဘာဝတစ်မျိုးပဲဆုတ်ပိတ်တာဘာရင်းနဲ့ဆုတ်ပိတ်တာတော့လို့ဘယ်လိုဆုတ်ပိတ်တာတော့လို့မေးလို့ရှိရင်တံဝရ၅မျိုးနဲ့ရှင်းရမှာဖြစ်တယ်ပါတိမောက္ခတံဝရပါတိမောက္ခတံဝရဆိုတာပါတိမောက္ခဆိုတဲ့အဓိပ္ပာယ်လေးကပါတိဆိုတာထိမ့်သိမ်းဆောက်ရှောက်သောပုဂ္ဂိုလ်ကိုမောက္ခအပေဒုက္ခကလွတ်မြောက်စေတတ်တဲ့သဘာဝတရားလို့ပြောတယ်အမှန်တမ်းကျင့်တတ်เสียကောင်းတယ်ပါဠိမောက္ခသံဝရသီလဆိုတာမြတ်စွာဘုရားကမလုပ်ရဘူးလို့ပြညတ်ထားတဲ့ဝါရိတ္တလုပ်ရမယ်လို့ပြညတ်ထားတဲ့စာရိတ္တဆိုတဲ့သီလမျိုးတွေအဲ့ဒီထက်မဲ့မလုပ်ရဘူးဆိုတာတွေကိုမလုပ်ဘဲနေလို့ရှိရင်ဒါဆောင်းလျှောက်တယ်လို့ခေါ်တယ်အဲ့ဒီဆောင်းလျှောက်ထားတဲ့ပုဂ္ဂိုလ်ကိုမောက္ခဒုက္ခတွေကလွတ်မြောက်စေတယ်သူ့ရဲ့အကျိုးသက်ရောက်မှုတခါတည်းဒီစကားလုံးနဲ့ပြောထားတယ်ပါတိမောက္ခဆောင်ထိန်သူကိုလွတ်မြောက်စေတဲ့တရားအဲ့ဒီတရားဟာလည်းပဲစွတ်ပိတ်မှုတစ်ခုပဲဒီစိတ်ကံဥပဒေတွေနဲ့ကိုယ်တဏ္ဍာမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်စွတ်ပိတ်ပြီးတော့ပေးတာလူတွေဆိုလို့ရှိရင်၅ပါးသီလခုနကတည်းကစောင့်တည်သွားကြတယ်ဘာနာတိပါဒအာရိဏဒါနကာမိသမိစ္ဆာသရမုဒ္ဒဝါရ
သူရမေရယလို့ဆိုတဲ့ဒီဒုစရိုက်တွေကနေဒုစရိုက်တွေကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေမဖြစ်ရလေအောင်ဆုတ်ပိတ်ပေးတာအဲ့ဒီပါတိမောက်လို့ခေါ်တဲ့ပါတိမောက္ခလို့ခေါ်တဲ့စီကံစီမင်းတွေဟာလည်းပဲဆုတ်ပိတ်တတ်လို့သူတို့ကိုလည်းပဲသီလလို့ခေါ်တယ်ဒါကကျင့်သုံးလိုက်ရမှစီမင်းစီကံတွေပြော self discipline ပေါ့ discipline တွေကိုပြောတာလောကလူသားတွေဟာစီကံမဲ့လို့ရှိရင်အောင်မြင်ခြင်းယဉ်ကျေးခြင်းမဖြစ်နိုင်စီကံရှိမှအရာရာဟာစီကံနဲ့ထိမ့်သိမ့်ထားကြဒါကြောင့်မို့လို့လိုက်နာရမယ်စီကံတွေကိုလိုက်နာခြင်းဟာလည်းပဲကိုချင်းသီလတစ်မျိုးပဲသီလပဲလို့ဒီလိုခေါ်တာဟောနောက်တစ်ခုကဘာတော့ဆိုရင်တတိတံဝရတတိဆိုတာလေတတိဆိုတာအမှတ်ထားနေတာဘာလို့ရမယ်ဆိုတဲ့အပေါ်မှာအမြဲတမ်းအမှတ်ရနေတာစိတ်ကိုအာယုန်တစ်ပါးပေါ်မှာမသွားစီပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စပေါ်မှာအမှတ်ထားနေတာသို့မဟုတ်အကုသိုလ်တရားတွေမဝင်ရအောင်ဖြစ်ပေါ်လာကြတဲ့ပေါ်မှာအမှတ်ထားနေတံဝရတတိတံဝရတတိတံဝရဆိုတာတခြားမဟုတ်ဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာတတိထားလိုက်တယ်မြင်တဲ့အာယုံကတတိမထားမိဘူးဆိုလို့ရှိရင်မြင်တဲ့အာယုံကနှစ်သက်စရာကောင်းရင်လောဘဖြစ်သွားတယ်နှစ်သက်စရာမကောင်းဘူးဆိုရင်ဒေါသဖြစ်သွားတယ်မဝေခွဲနိုင်ဘူးဆိုရင်မောဟဖြစ်သွားတယ်မြင်လိုက်တဲ့အချိန်လေးမှတည်းပဲဘုန်းကြီးတို့တွေမှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်မြင်တာကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဟာပွားနေတာမပွားဘူးမထင်နဲ့မျက်စိကမြင်စရာတွေမြင်နေတယ်မြင်လိုက်တာနဲ့တပြိုင်နက်တတိလွတ်သွားပြီဆိုလိုက်တာနဲ့လောဘဝင်လာတယ်ဒေါသဝင်လာအဲ့ဒီတတိနဲ့စောင့်ထိန်ထားမှသာမြင်လိုက်တဲ့အာယုန်နဲ့ပတ်သက်ပြီးလောဘဒေါသမောဟမဖြစ်တာတဲ့တတိကွာသွားတာနဲ့တပြိုင်နက်အရှုအရှုဝင်လာမှာပဲဒါကြောင့်မို့တတိဟာအဆုတ်အပိတ်တစ်ခုပဲဒါကြောင့်သူ့ကိုသီလလို့ခေါ်တာဒီနေရာမှာသူ့ကိုလည်းသီလလို့ခေါ်တယ်သူ့ကိုသီလလို့ခေါ်တာကဘယ်နေရာမှာခေါ်တော့ဆိုအိန္ဒရိယတံဝရသီလဆိုတာဒါတတိကိုခေါ်တာပဲအိန္ဒရိယတံဝရသီလအိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတာမျက်စိကမြင်နှစ်သက်စရာအာယုန်တွေ့ရင်လောဘမဖြစ်အောင်မနှစ်သက်စရာအာယုန်ဆိုရင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ဆုတ်ပိတ်ထားတဲ့သဘောစက္ခုံတရေသောတိန်တရေဒီအိန္ဒြေတွေကိုဆွလို့တယ်မျက်စိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့အိန္ဒြေ6ပါးဓဝရ6ပေါက်ကနေပြီးတော့တတိကနေပြီးတော့မဆောင်လျှောက်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေနေ့စဉ်နဲ့အများအကုသိုလ်တွေဟာဖြစ်နေတာပဲစီးဝင်နေတာဒီအကုသိုလ်တရားတွေဟာစီးဝင်အဲ့ဒီစီးဝင်နေတာတွေကိုပိတ်ဆို့ပြဖို့လိုတယ်မပိတ်နိုင်ဘူးဆိုလို့ရှိရင်ဒီစီးဝင်နေတာတွေကဘယ်တော့မှမပြတ်ဘူးဒါမို့တတ္တသံဝရာယပฏิပစ္စတိဆိုအဲ့ဒီစီးဝင်နေတာတွေကိုဆုတ်ပိတ်ဖို့ကြိုးစားရမယ်အဘိဇာဒေါမနတအနွားတဝေယုံအဘိဇာဆိုတဲ့အာယုံပေါ်မှာရှေ့ရှုကြံတဲ့လောဘဒေါမနတလို့ဆိုရင်မရရင်မကြည်မနှက်ဖြစ်တဲ့ဝမ်းနဲ့ကြေကွဲတဲ့ဒေါမနတစတဲ့အကုသိုလ်တရားတွေဟာအနွားတဝမပြတ်စည်းဝင်ဘုန်းကြီးတို့တွေကိုယ့်ကိုယ်အခြေအနေကိုပြန်ကြည့်မပြတ်စည်းဝင်မျက်စိကမြင်တဲ့အခါနားကကြားတဲ့အခါနှာခေါင်းကအနံ့ရတဲ့အခါလျှာကအရသာတွေ့တဲ့အခါခန္ဓာကိုယ်ကအထိတဲ့အခါစိတ်ကကြံတွေးတဲ့အခါဒါတွေဟာတတိမထားဘူးဆိုရင်ဘာတွေစီးဝင်နေတယ်လဲဆိုရင်အဘိဇ္ဇာဒေါမနတဆိုတဲ့အကုသိုလ်တရားတွေစီးဝင်နေတယ်အဲ့ဒီစီးဝင်နေမှုတွေကိုပိတ်နိုင်ပိတ်မပိတ်နိုင်လို့ရှိရင်ဒါအကုသိုလ်တွေဟာကြီးကျယ်ပြီးတော့လာမှာပဲဒါကြောင့်မို့လို့အဲ့ဒါပိတ်ဆို့တာဖြစ်သောကြောင့်
ဒါကိုတတိတံဝရလို့ခေါ်တယ်တတိနဲ့ပိတ်တာအဲ့ဒီတတိတံဝရကိုလည်းပဲမြတ်စွာဘုရားကဒီနေရာမှာဒီပဋိသင်္မိဓမ္မမှာသီလလို့ဒီလိုခေါ်ထားတာဒါမို့အိန္ဒရိယတံဝရသီလလို့သုံးတယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ညာဏတံဝရတတိကရင်အရေးပါတာမဟုတ်ဘူးအတိညာကလည်းအရေးပါတယ်ဒါမို့မဟာတတိပဌာနာသုတ်ပါဆိုလို့ရှိရင်တတိတံပစင်ညဆိုတာတွဲဖက်ပြီးတော့ဟောထားတယ်ဉာဏ်ဖြစ်ဖို့ရာအတွက်တတိမပိုင်မဖြစ်ဘူးနာဟိတတိဝိရိဟိတာပညာနာမအဋ္ဌိတတိကင်းနဲ့အတိညာဆိုတာမရှိဘူးတဲ့တတိရှိမှအတိညာဆိုတာဖြစ်နိုင်တယ်မြတ်စွာဘုရားကလည်းထွေထွေသုတ်တန်တွေမှာဟောထားတာจิตသားယဟန်တို့တတိမကွာအတိပညာဖြင့်နေထိုင်ကြလို့တတောဘိက္ခွေတမ္ပစာနောဝိဟရိယတတိရှိရှိနေရမယ်ဆင်ခြင်တုံတရားရှိရှိနေရမယ်အဲ့ဒီဆင်ခြင်တုံတရားနဲ့ကင်းပြီးတော့လည်းမဖြစ်နိုင်ဘူးဆင်ခြင်တုံတရားဟာလည်းပဲဒီနေရာမှာညာဏတံဝရဖြစ်သည့်အတွက်ကြောင့်သူ့ကိုလည်းပဲသီလလို့ပဲခေါ်တယ်ဟောသီလဆိုတာဒီနေရာမှာညာဏတံဝရကိုလည်းသီလတဲ့ထက်ခေါ်တယ်ဒါတွေမလားဆိုမကသေးဘူးခန္တီတံဝရခန္တီဆိုတာဗမာလူတော့သိခံတယ်လို့ပြန်ကြတယ်သိခံတယ်ဆိုတာဘာတော့လို့များသောအားဖြင့်သိခံတယ်ဆိုတာတစုံတစ်ယောက်ကလာပြီးတော့စော်ကားလို့ရှိရင်ပြန်မပြောဘူးငုံခံနေတယ်အဲ့ဒါကိုသိခံတယ်လို့ခေါ်ကြတကယ်တော့အဲ့ဒါသိခံတာဟုတ်ကလားဩပြန်မပြောတိုင်းသိခံတာဟုတ်ကလားဆိုတာစစ်ဆေးဖို့လိုအပ်တယ်ပေါ့ဆိုပါစို့ပြန်တော့မပြောဘူးစိတ်ထဲကတော့မကြည်မနှက်တွေဒေါသတွေဖြစ်နေလို့ရှင်ဘယ်ခန္တီဟုတ်မလဲနှုတ်နဲ့မတုံ့ပြန်ဘူးလက်နဲ့မတုံ့ပြန်ဘူးသို့တော့စိတ်ထဲကတော့တုံ့ပြန်နေတာပဲနေအောင်ဆိုဘယ်သိခန္ဓာဟုတ်မလဲနော်ဒါကြောင့်မို့လို့လူပြက်လူပြောင်တွေကပြောတယ်လို့ပဲခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုတာအောင့်ဤနေရတဲ့သိခံမှုမျိုးပြောတာမဟုတ်ဘူးအဲ့တော့ခန္တီရဲ့အဓိပ္ပာယ်အစစ်ကဘာလဲလို့ဆိုရင်ခန္တီဆိုတဲ့စကားလုံးကခမှုတတ်ကလားခမှုတဟနေတဲ့ဓာတ်ချမ်းတွေမှာဒီလိုဆိုတယ်တဟနဆိုတာစွန့်ရည်တတ်တိခန္ဓာရင်ရှိတာပြောခန္ဓာရင်ရှိတယ်ဆိုတာတစုံတစ်ယောက်ကကိုယ့်ကိုလာစော်ကားတော့လဲမူလအခြေအနေမပြတ်စိတ်ဝမ်းသာမှုကကျင့်တတ်မှုပျော်ရွှင်နေမှုဆိုတဲ့စိတ်အခြေအနေလေးကိုမပြတ်အောင်ထိန်းထားနိုင်တာခန္တီလို့ခေါ်တယ်မထိန်းနိုင်ဘူးဆိုရင်ခန္တီမဟုတ်ဘူးဥပမာရေပြင်ထဲကိုခဲလေးချလိုက်တယ်ခဲလေးချလိုက်ရင်ရေတွေကလှုပ်သွားတယ်လှိုင်းတွေပေါ်လာတယ်ဒါလှုပ်ရှားမှုလို့ပဲခေါ်တယ်မိမိစိတ်ထဲမှာလဲလူတယောက်ကလာစော်ကားလို့ဆဲလိုက်စိတ်လေးဟာလှိုင်းကြဲတွေထသွားပြီဆိုလို့ရှိရင်ဒါသိခန္ဓာမဟုတ်ဘူးမတုံ့ပြန်တာသာရှိတယ်သိခန္ဓာမဟုတ်ဘူးစိတ်အနေနဲ့တုံ့ပြန်နေတယ်နှုတ်အနေနဲ့သာမတုံ့ပြန်တာခန္တီမဟုတ်ဘူးအဲ့တော့ခန္တီဆိုတာဓမ္မသင်္ကနီပါဠိတော်တို့ခန္တီရဲ့အဓိပ္ပာယ်ကိုရှင်းတဲ့နေရာမှာအတ္တမနတာတဲ့စိတ်ထဲကကျဉ်တ်မြဲကျဉ်တ်နေမှဆိုပါစို့တငယ်ချင်းနှစ်ယောက်စကားပြောနေပျော်လို့ရှင်လို့ရည်လို့မောလို့ဒီပြင်တယောက်ကလာပြီးတော့ဆဲတယ်အဲ့ဒီပျော်ရွှင်မူလပြောနေတဲ့ပျော်ရွှင်မှုကိုမပြတ်အောင်ထိန်းနိုင်လို့ရှင်ခန္တီပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့နှစ်ယောက်ဒေါသထွက်ကြတယ်ဆိုရင်တော့ခန္တီမဟုတ်ဘူးလို့ပဲပြောအောင်ပြန်မပြောပေမဲ့ဒါခန္တီမဟုတ်ဘူးအဲ့ဒါကြောင့်ခန္တီဆိုတာမူလအခြေအနေမပြတ်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကိုခေါ်တာတနည်းအားဖြင့်ဆိုရင်အဒေါသကိုခန္တီလို့ခေါ်တယ်အဒေါသဆိုတာဒေါသရဲ့ဆန့်ကျင်မဲ့မေတ္တာမပြတ်ထားနိုင်တာကိုခန္တီ
နောက်တနည်းအားဖြင့်အဒေါသပြတ်ထန်းတဲ့စိတ်အခြေအနေတွေကိုခန္တီလို့ခေါ်တယ်အဲ့ဒီခန္တီဆိုတဲ့တရားဟာလည်းပဲတံဝရစောင့်စည်းမှုရှိမှဖြစ်နိုင်တာဖြစ်သောကြောင့်သူကိုလည်းပဲသီလလို့ခေါ်ပြန်တယ်ပေါ့သူလည်းသီလထဲမှာပါတာပဲနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဝီရိယတံဝရကြိုးစားအားထုတ်မှုဆိုတာလည်းပဲစောင့်စည်းမှုတစ်မျိုးပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကြိုးစားအားထုတ်မှုကတာမန်ကြိုးစားအားထုတ်မှုမဟုတ်ဘူးလူတွေဆိုတာမျက်လုံးနှလုံးဖွင့်ပြီးတော့မြင်စရာအာယုံကိုမြင်လိုက်တယ်နားဆွင့်ပြီးကြားစရာအာယုံတွေကိုကြားတယ်နားထောင်တယ်ဆိုတဲ့နောက်ဘာတွေလုပ်လဲဆိုတွေးကြတယ်အခုတရားနာခြင်းတော့တွေးခြင်းတွေးနေမှာလေအိမ်ရောက်တဲ့အခါလဲတွေးတာပဲဘယ်ချိန်ပဲဖြစ်ဖြစ်ကိုတယောက်တည်းနေပြီဆိုတွေးကြတာအဲ့ဒီအတွေးတွေထဲမှာလောဘနဲ့တွေးတဲ့အတွေးလားဒေါသနဲ့တွေးတဲ့အတွေးလားသူများကိုညှင်းဆဲတပ်ဖြတ်လို့တဲ့အတွေးလားဟောဒီစိတ်ရဲ့အတွေးတွေကာမဂုဏ်အာယုံခံစားလို့တဲ့လောဘနဲ့တွေးတဲ့အတွေးတွေကိုကာမဝိတ္တလို့ခေါ်တယ်အဲ့ဒီအတွေးလေးနဲ့ငြိမ့်နေတဲ့လူဟာဝီရိယနည်းသူလို့ပြောရသူများကိုမကျေနပ်တဲ့ဒေါသနဲ့တွေးနေလို့ရှိရင်လေဝီရိယမရှိသူလို့ပဲခေါ်တယ်သူများကိုညှင်းဆဲလို့တဲ့စိတ်တော်ဓာတ်တွေနဲ့တွေးနေတဲ့အတွေးသမားကိုလည်းပဲဝီရိယကင်းမဲ့သူလို့ပြောရအဲ့တော့အဲ့ဒီလိုအတွေးမျိုးတွေကိုယ်စိတ်ထဲမှာပေါ်လာလို့ရှိရင်တွန်းထုတ်ပြရမယ်အဲ့ဒီတွန်းထုတ်ဖို့ကြိုးစားတာကိုဝီရိယမတွန်းထုတ်ဘူးဆိုလို့ရှိရင်ဝီရိယမရှိတဲ့ပုဂ္ဂိုလ်ပဲအတွေးတွေပေါ်မှာမျောပြီးတော့နေမယ်ဆိုလို့ရှိရင်ဒါဝီရိယကင်းမဲ့အတွေးကိုတွန်းထုတ်ပြဖို့ကြိုးစားရမယ်တဲ့အဲ့ဒါကိုဒီနေရာမှာဝီရိယတံဝရလို့ခေါ်တာတခြားအကုသိုလ်တွေစိတ်ထဲမှာပေါ်လာလို့ရှိရင်လည်းတွန်းထုတ်ပြတာအေးဒါကြောင့်မို့လို့ဒီဝီရိယဟာလည်းပဲအကုသိုလ်တွေကိုတွန်းထုတ်ပြတယ်မကောင်းတဲ့အတွေးတွေကိုတွန်းထုတ်ပြတာဖြစ်သောကြောင့်သူ့ကိုတံဝရလို့ပဲခေါ်တယ်တံဝရလို့ခေါ်သည့်အတွက်ကြောင့်သူဟာလည်းပဲသီလပဲဒါပဋိသင်္ဗိဓမ္မေပါဠိတော်မှာဒီတိုင်းပဲသီလဆိုတာဘာလဲဆိုတဲ့မေခွန်းရဲ့အဖြေကိုဒီလိုရှင်းလင်းဖော်ပြထားတာပေါ့ကောင်းပြီတို့တွေခွန်ကြီးတို့တွေသီလဆိုတာသိကြရသီလအကြောင်းကိုသိပြီဒါဖြင့်ဘာဖြစ်လို့သီလလို့ခေါ်တယ်လဲဘာကြောင့်သီလလို့ခေါ်တယ်လဲဆိုတဲ့သီလဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုအဓိပ္ပာယ်နှစ်ခုမှတ်ရသီလဆိုတာနံပါတ်1ကတမာဒါနထောက်ချိုက်တဲ့တမာဒါနဒါတွေနဲ့တမာဒါနမဟုတ်ဘူးထောက်ချိုက်တဲ့တမာဒါနတမာဒါနဆိုတာတန်အာဒါနကောင်းစွာထားခြင်းကိုယ်အမူအရာနှုတ်အမူအရာကိုယဉ်ကျေးလိမ်မှာကောင်းမွန်စွာထားခြင်းနော်လောကလူတွေမှာအပြောအဆိုရိုင်းတာရှိတယ်အပြုအမူရိုင်းတာရှိတယ်အဲ့ဒီရိုင်းဆိုင်တဲ့အကုသိုလ်အခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ရိုင်းဆိုင်တဲ့အမူအရာကာယကံအမူအရာဝစီကံအမူအရာတွေကိုကောင်းစွာထားခြင်းကိုသီလလို့ခေါ်တာပဲဟောအဲ့ဒီအမူအရာတွေမရှိဘူးဆိုပါစို့သူများတဲ့တတ်တယ်ဆိုတာဒါရိုင်းဆိုင်တဲ့အမူအရာကြီးနဲ့လောက်တာပဲပေါ့သူများဥစ္စာခိုးတယ်ဆိုတာလေရိုင်းဆိုင်တဲ့အမူအရာနဲ့ပဲသူတော်ဘာသားမယားပြစ်မှားတယ်ဆိုတာလေရိုင်းဆိုင်တဲ့အမူအရာတစ်ခုပဲအဲ့ဒါလို့ကိုချင်းသီလပြပြတဲ့အမူအရာတွေကိုမဖြစ်အောင်ကိုလိမ္မာယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေရဲ့အမူအရာတိုင်းထားတာတမာဒါနသီလဆိုတာကောင်းစွာထားခြင်းလို့ကိုယ်မူအရာနှုတ်မူအရာတို့ဖယုဖယဲမဖြစ်စေပဲကောင်းစွာထားခြင်းလို့ဒီလိုအဓိပ္ပာယ်တစ်ခုရတယ်နော်ကာယကံဝစီကံတွေကိုအကျင့်သီလပေါ်မှာ morality ပေါ့နော် morality အနေနဲ့ကိုချင်းတရားအနေနဲ့ကိုမှုနှုတ်မှုတွေကိုယဉ်ကျေးသိမ်မွေ့စွာထားနိုင်လို့ရှင်ဒါသီလလို့ခေါ်
ဒါကြောင့်ထားတတ်သောကြောင့်သီလနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဥပဒါရဏဆောင်ထားခြင်းဟောဒီသီလဟာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားတွေကိုယိုကျပျက်စီးမသွားအောင်ဆောင်းဆောင်ထားနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကုသိုလ်တရားတွေမတည်နိုင်ဘူးတဲ့လောကမှာစကားပြောကြတာရှင်သေးစီဟာတိမ်ကြီးရွှေခွက်ထဲမှာသာတည်တယ်လို့ပြောတာလို့ပဲကုသိုလ်တရားတွေဟာသီလဆိုတဲ့ကိုချင်းတရားပြည့်စုံမှကိုချင်းတရားရှိမှကိုချင်းတရားပေါ်မှီပြီးတော့မှသီလဆိုတာတည်နိုင်တယ်ဆိုတော့ကုသိုလ်တရားတွေဟာတည်နိုင်တယ်လို့ပြောအဲ့တော့ခုနကပြောခဲ့တဲ့ဟာကိုပြန်ကြည့်သီလမရှိဘူးဆိုလို့ရှိရင်ပါမောဇာတို့ပီတိတို့ပတ္တတိတို့ဒုက္ခတို့တမာတိတို့ယထာဘူတညာဏတသနာဆိုတဲ့ဒီကုသိုလ်တွေရှိနိုင်မှာမလားမရှိနိုင်ဘူးမတည်နိုင်ဘူးသီလရှိလို့သာတမာတိတို့ယထာဘူတညာဏတသနာတို့ဆိုတာတည်လာနိုင်တာဒါကြောင့်မို့ကုသိုလ်တရားတွေရဲ့တည်ရှိရာကုသိုလ်တရားတွေတည်အောင်ဆွမ်းဆောင်ထားနိုင်သောကြောင့်သီလတဲ့ဟောသီလရဲ့အဓိပ္ပာယ်ကိုနှမျိုးမှတ်ရမယ်ကာယကံဝစီကံတွေကိုကောင်းစွာထားခြင်းဟာလည်းပဲထားတတ်သောကြောင့်သီလကာယကံဝစီကံတွေကိုကောင်းစွာထားတတ်သောကြောင့်ကိုချင်းတရားနဲ့အညီကောင်းစွာထားတတ်သောကြောင့်သီလကုသိုလ်တရားတွေကိုစွမ်းဆောင်ထားနိုင်သောကြောင့်ဆောင်ထားနိုင်သောကြောင့်သီလဒါဘာကြောင့်သီလလို့ခေါ်တယ်လဲဆိုရင်ဒါဒီတစ်ခုသီလရှိမှကုသိုလ်တရားတွေဟာယက်တည်နိုင်တယ်တဲ့ဒါသီလဆိုတဲ့အဓိပ္ပာယ်ကဒါပဲကာယကံမှုဝစီကံမှုတွေကိုယဉ်ကျေးသိမ်မွေ့စွာကောင်းစွာကိုချင်းတရားနဲ့အညီထားနိုင်ခြင်းကုသိုလ်တရားတွေကိုစွမ်းဆောင်ထားနိုင်ခြင်းစွမ်းဆောင်ထားနိုင်သောကြောင့်သီလလို့ဒီလိုအဓိပ္ပာယ်ကိုမှတ်ဒါကြောင့်မို့လို့သီလနဲ့ပတ်သက်ပြီးတော့ရှုထောင့်၄မျိုးကနေပြီးတော့လေးလာသုံးသပ်ကြည့်ဖို့လိုအပ်တယ်သီလရဲ့အမှတ်သားလက္ခဏာကဘာလဲသူ့ရဲ့ဆောင်ရွက်တဲ့ကိစ္စကဘာလဲသူ့ရဲ့အသွင်သဏ္ဍာန်ကဘာလဲသူဟာဘာကြောင့်သီလဆိုတာဖြစ်ပေါ်လာရတယ်လဲလို့ဆိုတဲ့ရှုထောင့်၄ခုကနေပြီးတော့သီလကိုလေးလာတဲ့နည်းစနစ်ကောင်းပြီအရာတစ်ခုကိုလေးလာတယ်ဆိုလို့ရှိရင်အမှတ်သားနဲ့ကြည့်ပြီးတော့ပြောကြနော်အမှတ်သားနဲ့ကြည့်ပြီးတော့လူတောင်မှပဲအမှတ်သားနဲ့ကြည့်ပြီးပြောတာလေပိန်တယ်ဝတယ်အရက်ထွားတယ်အရက်ပုတယ်အသားမဲတယ်အသားဖြူတယ်ဒါအမှတ်သားတွေပဲလူမှလည်းပဲအမှတ်သားနဲ့ပြောကြအဲ့ဒါကြောင့်မို့လို့သီလမှလည်းပဲအမှတ်သားနဲ့ပြောမယ်ဆိုလို့ရှိရင်ဘာလဲသူ့ရဲ့အမှတ်သားကဘာလဲလို့ဆိုရင်ခုနကပြောခဲ့တဲ့ကာယကံဝစီကံတို့ကိုကောင်းစွာထားခြင်းဟာသူ့ရဲ့အမှတ်သားတစ်ခုပဲကုသိုလ်တရားတွေယိုကျပျက်စီးမသွားအောင်ဆွမ်းဆောင်ထားနိုင်ခြင်းဟာလည်းသူ့ရဲ့အမှတ်သားတစ်ခုပဲတဲ့ဒါဖြင့်သူ့ရဲ့ဆောင်ရွက်မှုကဘာလဲလို့ဆိုရင်ကိုချင်းတရားပြပြမှုလို့ဆိုတဲ့မကောင်းတဲ့အကုသိုလ်တွေကျွလွန်ပြစ်မှားနေတဲ့ဒုစရိုက်လုပ်ငန်းတွေကိုဖယ်ရှားပြတ်နိုင်တယ်ဒုစရိုက်တွေကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေဒုတိလယလို့ခေါ်သီလမရှိခြင်းရဲ့အကြောင်းဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေကိုဖျက်ဆီးပြတ်နိုင်တယ်ဖယ်ရှားပြတ်နိုင်တယ်ဒီလိုဆိုဒါသူ့ရဲ့ဆွမ်းဆောင်မှုပဲဟောနောက်တစ်ခုကသီလဆိုတာဘာလဲအပြစ်ကင်းတဲ့ဂုဏ်နဲ့ပြည့်စုံတယ်သီလရှိတဲ့ပုဂ္ဂိုလ်ဟာဘာအပြစ်မှမရှိဘူးလောကပြည့်လည်းမရှိဘူးတန်တရားပြည့်လည်းမရှိဘူးဟောအပြစ်ကင်းတဲ့အနေအထားသူ့ရဲ့ဆွမ်းဆောင်မှုတစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုရင်သီလရဲ့ဒီရုပ်ပုံတရံပေါ်ထင်းလာတဲ့ပုံတရံကဘာလဲလို့ဆိုရင်သောစေယသီလရှိတဲ့ပုဂ္ဂိုလ်စင်ကြယ်တယ်ဖြူစင်တယ်လူတွေကပြောကြတယ်လေဒီလူကစိတ်ထားဖြူစင်တယ်ဒီလူကအနေထိုင်ကောင်းတယ်တော်တော်စင်စင်ကြယ်ကြယ်နေတယ်နဲ့ပြောကြတယ်အဲ့ဒီစင်ကြယ်မှုဟာသီလရဲ့ပုံပန်းတရံတစ်ခုပဲပေါ့ဟောနောက်ဆုံးဒီသီလကဘာကြောင့်ဖြစ်ရတယ်လဲလို့ဆိုလို့ရှိရင်ဟိရိနဲ့ဥတ္တပကြောင့်ဖြစ်တာတဲ့ဟိရိဥတ္တပဟာသီလရဲ့အနိကဆုံးသောအကြောင်းတရားတစ်ခုပဲအဆက်နဲ့အကြောင်း
ဘာကိုရှက်တာလဲဘာကိုကြောက်တာလဲဆိုအကုသိုလ်ကိုရှက်တယ်ဒုစရိုက်ကိုရှက်တယ်အကုသိုလ်ကိုကြောက်တယ်ဒုစရိုက်ကိုကြောက်တယ်အဲ့ဒီအရှက်တရားနဲ့အကြောက်တရားရှိတဲ့ပုဂ္ဂိုလ်အရှက်တရားအကြောက်တရားကိုအကြောင်းပြုပြီးတော့သီလဆိုတာပြည့်စုံလာတယ်အကယ်၍အရှက်တရားမရှိဘူးကြောက်တရားမရှိဘူးဆိုရင်သီလဆိုတာပြည့်စုံဖို့မရှိဘူးဒါကြောင့်သီလရဲ့အနိကဆုံးသောအကြောင်းတရားဟာဟိရိနဲ့ဥတ္တပဒီလိုပြောတာဒါမို့ဟိရိဥတ္တပရှိပြီဆိုလို့ရှိရင်သီလဟာဖြစ်ပေါ်လာတယ်တည်ရှိလာတယ်ဟိရိဥတ္တပမရှိဘူးဆိုရင်သီလဆိုတာမဖြစ်လာဘူးဒါကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ဒီလိုဟောတာဒါပြင်သီလဘယ်နှမျိုးလဲလို့ဆိုရင်သီလအမျိုးအစားတွေဝိသုဒ္ဓိမက်မှာပြထားတာတော့အများကြီးပဲအခြေခံကြတာလေးတွေပြောရမယ်ဆိုလို့ရှိရင်သီလကိုပထမ2မျိုးမှတ်တဲ့နဲ့ပေါ့စာရိတ္တသီလရဲ့ဝါရိတ္တသီလစာရိတ္တနဲ့ဝါရိတ္တစာရိတ္တဆိုတာကျင့်ရမယ်အရာဝါရိတ္တဆိုတာတားမြစ်ထားတဲ့အရာဆိုလိုတာကလောကမှာဘယ်သူကိုပဲဖြစ်ဖြစ်မိဘဆွေမျိုးတွေကကိုယ့်ရဲ့သားသမီးတွေတပည့်တွေကိုဆုံးမတဲ့အခါဘာပြောတော့ဒါမလုပ်နဲ့ဒါလုပ်ဒီလိုပြောတာပဲလေမလုပ်နဲ့ဆိုတာရဲ့လုပ်ဆိုတာရဲ့နှစ်ခုမနေဘူးလားအဲ့ဒီနှစ်ခုနေတဲ့ထဲမှာမလုပ်နဲ့လို့ပြောတဲ့အခါဝါရိတ္တလုပ်လို့ပြောတာစာရိတ္တဘယ်ကိစ္စမှာပဲဖြစ်ဖြစ်နှစ်ခုရှိတယ်မင်းဒါမလုပ်နဲ့ဟိုဟာလုပ်ဒီလိုမပြောနဲ့ဟိုလိုပြောဒီလိုမတွေးနဲ့ဟိုလိုတွေးအချင်းညုတ်အားဖြင့်တော့မလုပ်ရဘူးလို့တတ်မှတ်ထားတာဟာတတ်မှတ်ထားတဲ့အတိုင်းမလုပ်ဖဲနေလို့ရှိရင်ဝါရိတ္တသီလလုပ်ရမယ်လို့ဆိုတာကိုလုပ်တယ်ဖြစ်ကျင့်တယ်ဆိုရင်စာရိတ္တသီလဒီလိုဆိုလိုတာအဲ့တော့လောကလူတွေကျင့်သုံးစရာဝါရိတ္တနဲ့သီလ5ပါးသီလဆိုရင်မလုပ်ရနဲ့လို့ပြောထားတာနော်မလုပ်နဲ့လို့ဆိုတာပြောထားပေမဲ့လို့လုပ်ဆိုတာပါသေးတယ်နောက်ကလုပ်ဆိုတာပါလဲပါဏာတိပါဒမလုပ်ရဘူးလို့ဆိုပြီးတော့လုပ်ရမယ်ဆိုတာဘာလဲတတ္တဝါတွေပေါ်မှာအကျဉ်းနာထားရမယ်ဒါလုပ်ရသူများတဲ့ကိုမတတ်နဲ့ဒါမလုပ်ရအေးအကျဉ်းနာထားမေတ္တာပွားဒါလုပ်ရသူများဥစ္စာမခိုးနဲ့ဒါမလုပ်ရဘူးပြောစင်စင်ကြဲကြဲနေလောက်ရဒါမေတ္တမိစ္ဆာစာရမပြစ်မှားနဲ့မောက်မောက်မာမာမလုံနဲ့ဒါမလုံနဲ့လို့ပြောတယ်လောက်ရမှာကဖြူဖြူစင်စင်ကျင့်သုံးပြီးတော့နေဘုဒ္ဓဝါဒလိမ်မပြောနဲ့မှန်တာကိုပြောမလုံနဲ့လို့သူရမေတွေကမွေးစေတတ်တဲ့အရက်စသည်ကိုမတော့နဲ့ရှောင်းဒါမလုံရဘူးလို့ပြောတယ်လုံရမှာအပြစ်ကင်းတဲ့အရာသာတောက်သုံးတဲ့နဲ့ဒါလောက်ရဒီလို तू ကမလောက်ရမှာနဲ့လောက်ရမှာအမြဲတမ်းရှိတယ်ပေါ့အဲ့တော့စာရိတ္တနဲ့ဝါရိတ္တဆိုတာနံပါတ်1အနေနဲ့မှတ်သားထားဖို့ပေါ့သီလ2မျိုးနောက်2မျိုးမှတ်သားတဲ့နာကတော့ဘာလဲလို့ဆိုရင်အာဘိသမစာရိကသီလနဲ့အာဓိဗြဟ္မစရိယကသီလလို့ခေါ်တယ်အာဓိဗြဟ္မစရိယကသီလဆိုတာဒီသာသနာကျင့်စဉ်မှာအရေးပါတဲ့ကိုချင်းသီလတစ်ခုအရေးပါတဲ့ကိုချင်းသီလတစ်ခုဆိုတာမက္ခဗြဟ္မစရိယလို့ဆိုတယ်အာဓိဗြဟ္မစရိယအစဆုံးသာသနာတော်မှာအရေးပါတဲ့အာဓိဗြဟ္မစရိယကသီလဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့အာဇီဝဓမ္မကသီလကိုပြောအာဇီဝဓမ္မကသီလလို့ဆိုအာဇီဝလင်၈ခုမြောက်ရှိတဲ့သီလတီဟိုကျောင်းမှာနေတော့ကတချို့တီဟိုကဒကာဒကမတွေကအာဇီဝဓမ္မကသီလကိုစောင့်ထကြအာဇီဝဓမ္မကသီလကိုစောင့်ထကြ၅ပါးသီလတဲ့သူကပိုးတယ်လေ၈ခုဒါပေမဲ့ညစာစားလို့ရတယ်သူ8ပါးသီလစောင့်တည်ပြီးတော့ညစာစားလို့ရနေတယ်ပေါ့လူတွေကြိုက်ကြလိမ့်မယ်နဲ့တူရတယ်ဒီသီလအာဇီဝဓမ္မကသီလဆိုတာဘာလဲလို့ဆိုရင်
ဘာနာတိပါဒဝေရမဏိအာဒိဏဒါနာဝေရမဏိကာမေတုမိစ္ဆာစာရဝေရမဏိဒီဟာ၃ခုဘုဒ္ဓဝါဒဝေရမဏိပိတုနာယဝါစာယဝေရမဏိဖရုတာယဝါစာယဝေရမဏိတမ္ပပလာပါဝေရမဏိပြီးတဲ့အခါကျတော့မိစ္ဆာအာဇီဝဝေရမဏိလို့ဆိုတော့အဲ့ဒီဘာနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိကနေစပြီးတော့ဆိုတယ်ဝစီတုစရိုက်၄ပါးကရှောင်းခြင်းနဲ့နောက်ဆုံးကြတော့မိစ္ဆာအာဇီဝဝေရမဏိသိက္ခာပရံသမာဓိယာမိလို့အာဇီဝဓမ္မကသီလလို့မြန်မာပြည်မှာတော့သိပြီးတော့ခေတ်မစားဘူးတီဟိုမှာတော့အဲ့ဒီအာဇီဝဓမ္မကသီလကိုစောင့်တည်တယ်အဲ့ဒါအာရိပြမစရိကသီလဘာဖြစ်လို့လဲဆိုတော့မဂ္ဂင်၈ပါးအကျင့်နဲ့သွားဟတ်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဟုတ်ကလားအဲ့ဒါနဲ့သွားပြီးတော့နီးစပ်မြန်မာနိုင်ငံမင်းတို့မင်းကြီးလက်ထက်တုန်းကရောမင်းကြီးဥဖိုးလိုက်ဆိုတာရှိတယ်အဲ့ဒီရောမင်းကြီးဥဖိုးလိုက်ကသူရေးတဲ့ကျမ်းဝိမု ക്തി ရသလို့ထင်ပါတယ်အဲ့ဒီကျမ်းထဲမှာအာဇီဝဓမ္မကသီလဟာမဂ္ဂင်၈ပါးနဲ့ပို့ပြီးတော့စီလျော်ညီညွတ်လို့အာဇီဝကဓမ္မက၈ပါးသီလကိုစောင့်တည်တဲ့နဲ့ပေါ့ပိုကောင်းတယ်၅ပါးသီလတဲ့ပိုကောင်းတယ်လို့ဒီလိုရေးတယ်အဲ့လိုရေးတော့မန္တလေးကဆရာတော်ကြီးတစ်ပါးကဗာပြောတော့ဆိုသူပြောတာမဂ္ဂင်၈ပါးနဲ့ညီးတာဟုတ်တယ်လို့ဟုတ်တယ်ဒါပေမဲ့လို့သူကဘာကြိုက်တယ်ဆိုတော့သူကဖြစ်အရက်ကလေးကကြိုက်တာအဲ့ထဲမှာနော်၅ပါးသီလစောင့်တည်တဲ့အခါကျတော့သူရမေရယမစ္ဆပမာဒဌာနာဆိုတာလေးကပါတယ်လေအာဇီဝဓမ္မကသီလစောင့်တည်တဲ့အခါကျတော့သူရမေရယလေးမပါတော့သူကအရက်ကလေးကတောက်ချင်သေးတာအဲ့တော့ဆရာတော်ကြီးကရေးတဲ့ဟုတ်မှာပေါ့မင်းကဖြစ်ရက်ကလေးကလည်းတောက်ချင်သေးတာဆိုတော့၅ပါးသီလတဲ့အာဇီဝကဓမ္မကသီလပိုကောင်းတယ်လို့ရေးမှာပေါ့ဒီလိုတားဘူးတယ်အဲ့တော့တကယ်တော့ဒါကကာယတုစရိုက်၃ပါးဝစီတုစရိုက်၄ပါးမိစ္ဆာအာဇီဝကရှောင်ကျင်တာဒါတွေကမလုပ်ရင်မရှောင်ရင်အပြစ်ဖြစ်နေမှာပဲစောင့်တည်သည်ဖြစ်စေမစောင့်တည်သည်ဖြစ်စေဘာဝတိလဆိုတာလဲစောင့်တည်ထားသည်ဖြစ်စေမစောင့်တည်သည်ဖြစ်စေကျွလွန်ရင်ပြစ်ရှိတဲ့အရာတွေကြီးပဲဒါတွေကမိဟာကံရင်ပူမှာပဲလေဒုစရိုက်ဆိုတာလဲလုပ်ရင်ပြစ်ရှိတယ်လုပ်ရင်ပြည့်ရှိဟို၈ပါးသီလကြတော့အဲ့လိုမဟုတ်ဘူးတိုးပြင်းပြီးတော့စောင့်တည်တာသာရှိတယ်တချို့ကလုံယုံတဲ့သီလကျိုးသွားလို့ဒုစရိုက်မဟုတ်တာရှိသေးတယ်လေဥပမာပန်းပန်တယ်တို့တနခါလိမ့်တယ်တို့ဒုစရိုက်မှမဟုတ်တာဟုတ်၈ပါးသီလစောင့်တည်ထားရင်တော့သီလကျိုးတာပေါ့သို့တော့၈ပါးသီလစောင့်တည်ထားပြီးတော့ပန်းပန်နဲ့နန္တာလိမ့်နဲ့ဆိုလို့ရှိရင်သီလကျိုးတာပဲရှိတယ်ဒုစရိုက်မဟုတ်ဘူးဒီလိုရှိတာအေးဒါကြောင့်မို့၅ပါးသီလကတော့ကျွလွန်လို့မရဘူးအဲ့တော့ဟိုထဲပါတယ်ဒီထဲပါတယ်နဲ့ဒီလိုမပြောသင့်ဘူးပေါ့ဒုစရိုက်ဟာဒုစရိုက်ပဲပေါ့တချို့ကဒီသူရမေရယဟာဒုစရိုက်ထဲမပါလို့တောက်ကောင်းတယ်လို့ယူဆတဲ့လူကရှိသေးကိုတောက်ချင်တောက်ပေါ့တောက်ကောင်းတယ်တွေဘာတွေမပြောနဲ့ပေါ့နော်သူ့အတွက်တော့ကောင်းချင်ကောင်းမှာပေါ့အဲ့တော့တခါတရံကြတော့ဟိုဟာမထဲမပါလို့ဒီဟာထဲမပါလို့ဆိုပြီးတော့ဆင်ကြီးတွေပေးပြီးတော့လှုပ်တာတော့မကောင်းဘူးပေါ့မလှုပ်တဲ့အလုပ်ဆိုတာဒီနေရာဖော်ပြပေမဲ့ဟိုနေရာဖော်ပြချင်မှဖော်ပြမှာလေသူ့နေရာနဲ့သူဖော်ပြတာ၅ပါးသီလထဲမှာဆိုရင်သူရမေရိယပါတယ်ဒုစရိုက်ထဲကျတော့သူရမေရိယမပါဘူးဒုစရိုက်မဖြစ်လို့မပါတာမဟုတ်ဘူးသူရှုထောင့်ကနေသူဟောထားတာမြတ်စွာဘုရားအဲ့တော့မလောက်ကောင်းတာမလောက်ကောင်းတာပဲလေမလောက်ကောင်းတာမလောက်ကောင်းတာဒီလိုဆိုလိုတာပေါ့ဘာဖြစ်လို့မလောက်ကောင်းတာတော့လို့ဆိုလို့ရှိရင်ကြည့်လေတချို့ကထင်တယ်ဒီမူရစ်စေဝါဆိုတာကဘာမှာအမှန်တမ်းအန္တရာယ်ပြုတ်နေတဲ့အရာတစ်ခုပဲလေဒါအများလက်ခံတယ်မူရစ်စေဝါဆိုတာအများမှာအန္တရာယ်ပေးနေတဲ့အရာတစ်ခုဆိုတာအားလုံးကလက်ခံထားတဲ့အရာပဲ
အဲ့ဒီထဲမှာနောက်ဆုံးမှာဘယ်သူမှအန္တရာယ်မပေးဘူးကိုကြိုက်လို့ကိုတောက်တယ်ဆိုအောင်ဒီပုဂ္ဂိုလ်ဟာဒီအရေးဝင်လာလို့သူ့ရဲ့ဓာတ်သဘောတွေကြောင့်မို့လို့သူ့ရဲ့အုံနောက်ဟာတဖြည်းဖြည်းပျက်စီးလာအတွေးတွေဒီအရက်မူးသမားအရက်တွေပါတွေတောက်စားတာများလာလို့ရှင်ယောဂရတယ်ဆိုတာသိကြတယ်ဟောယောဂရလာတယ်ယောဂတွေရတယ်ကြောင်းတောင်းတွေဖြစ်လာတယ်အတွေးတွေမမှန်ဘူးဆိုတာတွေဒါတွေကဖြစ်လာတာပဲအဲ့ဒါကြောင့်မို့လို့အကျိုးစီးပွားကိုဖျက်ဆီးတတ်တဲ့အရာဖြစ်လို့မြတ်စွာဘုရားကဒါကိုဟောတာဒါကြောင့်မို့လို့အခုလို့အာဓိဗြဟ္မစရိယကသီလအာဘိတမစာရိကသီလအာဓိဗြဟ္မစရိယကသီလဆိုတာအခုပြောတဲ့အာစီဝထမကသီလကိုပြောတာအာဘိတမစာရိကသီလဆိုတာဉာဏ်နဲ့သီလတွေအလုံးကိုခေါ်တယ်လို့ဒီလိုသီလနဲ့ပတ်သက်ပြီးတော့မှတ်သားကြရမှာဖြစ်တယ်အဲ့တော့အများသီလတွေလည်းပဲရှိသေးတယ်သီလကြီး၄မျိုးပါတိမောက္ခသံဝရသီလအိန္ဒရိယသံဝရသီလပစ္စယတန်နေအာစီဝပါရိသုဒ္ဓိသီလပစ္စယတန်နေတိတသီလလို့ပါတိမောမှာလာတဲ့ယဟန်တန်ဃာတွေလိုက်နိုင်ရမယ့်သီလမျိုးသို့မဟုတ်၅ပါးသီလမှာလာတဲ့လူတွေမလိုက်မဖြစ်တဲ့သီလမျိုးအိန္ဒြေကိုထိမ့်သိမ်းဆောင်းရှောင်းရတဲ့အိန္ဒရိယသံဝရသီလမျိုးအသက်မွေးမှုမှားရတဲ့အသက်မွေးမှုကရှောင်ကျဉ်ထိမ့်သိမ်းရတဲ့အာစီဝပါရိသုဒ္ဓိသီလမျိုးစားเสียဝတ်เสียနေเสียမကြမ်းမာလို့ဆေးဝါးအသုံးပြုတဲ့ပစ္စည်း၄ပါးလူလည်းပစ္စည်း၄ပါးပဲဘုန်းကြီးလည်းပစ္စည်း၄ပါးပဲလေပစ္စည်းဆိုတာအသက်ရှည်တည်တမ်းမှုအတွက်အထောက်အကူကိုပြောတာစားเสียရဲ့ဝတ်เสียရဲ့နေเสียရဲ့နော်မကြမ်းမာရင်ဆေးဝါးရဲ့ဒါပဲအဲ့ဒီ၄ခုကိုအသုံးပြုတဲ့အခါမှာမှန်ကန်ကန်ဆင်ခြင်ပြီးတော့အသုံးပြုတာပစ္စယတန်နေတိတသီလလို့ခေါ်တယ်အဲ့ဒီသီလကြီး၄မျိုးဟာယဟန်တန်ဃာတွေအတွက်မှာတော့အမတန်မှအရေးကြီးတဲ့သီလကြီး၄မျိုးလို့ဒီလိုခေါ်ကြအဲ့တော့ဒီသီလတွေဟာဒီဝိသုဒ္ဓိဘက်မှာကြည့်မယ်ဆိုရင်အမျိုးမျိုးခွဲပြထားတာရှိတယ်ပေါ့ဆက်လက်လေးလာခြင်းတဲ့ပုဂ္ဂိုလ်တွေဟာဝိသုဒ္ဓိဘက်ကိုဖတ်ပြီးတော့လေးလာလို့ရတယ်သို့တော့အခြေခံအားဖြင့်ဒါကအရေးကြီးတဲ့ဟာကိုပြောလိုက်တာနောက်သီလဆိုတဲ့နေရာမှာသီလရဲ့အကျိုးကျေးဇူးကဘာလဲသီလရဲ့အကျိုးကျေးဇူးဆိုတာသီလရှိမှခုနကတမာဓိတို့ယထာဘုဒ္ဓဉာဏဒသနာတို့ဆိုတာဖြစ်လာသီလမရှိဘူးဆိုလို့ရှိရင်တမာဓိနဲ့ယထာဘုဒ္ဓဉာဏဒသနာဆိုတဲ့အဆင့်တွေမရောက်နိုင်ဘူးမရောက်နိုင်ဘူးဆိုလို့ရှိရင်ဒီတရားထုတရားမြတ်မရနိုင်ဘူးဝိပဿနာဉာဏ်မဖြစ်နိုင်ဘူးဝိပဿနာဉာဏ်မဖြစ်လို့ရှိရင်မဲ့ဉာဏ်မဖြစ်ဘူးမဲ့ဉာဏ်မဖြစ်ရင်ဖိုဉာဏ်မဖြစ်ဘူးမဲ့ဉာဏ်ဖိုဉာဏ်မှမဖြစ်ရင်နိဗ္ဗာန်မရောက်ဘူးလို့ဒီလိုပြောလို့ရတယ်သီလအခြေခံမှဒါတွေဖြစ်လာတာဖြစ်သောကြောင့်မဲ့ဉာဏ်ဖိုဉာဏ်ဆိုတာသီလရဲ့အကျိုးတရားတွေပဲလို့တစ်ဖက်ကသီလရဲ့အာနိတန္တအကျိုးတရားအဖြစ်မှတ်ယူနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီကနေ့ဘုန်းကြီးတို့တွေအကျဉ်းချုပ်အားဖြင့်သီလအကြောင်းကိုလေ့လာသုံးသပ်ကြည့်တဲ့အခါမှာမှတ်သားစရာတွေအမြဲတမ်းသီလနဲ့ပတ်သက်ပြီးတော့ရှိတယ်ထို့သုတ်တန်တွေမှာလည်းပဲသီလနဲ့ပတ်သက်ပြီးတော့ဟောပြောထားတာတွေပြောင်းများစွာရှိတယ်အဲ့တော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ကျင့်စဉ်တစ်ခုမှာဒီသီလဘလောက်အရေးပါတယ်ဆိုတာနိဗ္ဗာန်ရာရေးအတွက်ကိုချင်းတရားဘလောက်အရေးပါတယ်ဆိုတာသဘောကျပြီးတော့အခုပြောခဲ့တဲ့ကိုချင်းသီလတွေမိမိတို့တဏ္ဍာမှာပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း